မင်္ဂလာပါအခေရတဲ့ဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်တို့အားလုံးကြိုက်ကြတဲ့ Redmi တွေကဒီကို official ဝင်လာတဲ့ Redmi Note 15 Pro အကြောင်းပြောကြပါမယ်Redmi Note 14 Pro ဒီကို Global Official ဝင်လာတော့ကလည်းကျွန်တော် review လုပ်ပေးခဲ့သေးတယ်ဆိုတော့ဒီနှစ်ရဲ့ပြောင်းလဲမှုတာမှုကိုလည်းတူတူချာချာကြီးကိုခံစားရတယ်ဆိုတော့နောက်ပိုင်း mid-range phone တွေတော်တော်များများကဒီတစ်နှစ်နဲ့တစ်နှစ် series တစ်ခုနဲ့တစ်ခုကဘာမှမကွာလာတော့သတိထားမိရအထူးသဖြင့်ဒီ specification ဘိုင်းတွေ design ဘိုင်းတွေ battery ဘိုင်းတွေမှာများများဆဆမပြောင်းလဲဘဲနဲ့ဒီ series အသစ်တစ်ခုကိုထုတ်ချလာနေကြတယ်Redmi Note 15 Pro ကတော့သူ့အရင် series ထက်စားလို့ရှိရင်အများကြီး upgrade ဖြစ်လာတယ်။အတွင်းပိုင်းဒီ specification ဘိုင်းတွေမဟုတ်ဘဲနဲ့အပြင်ပိုင်း design ဘိုင်းမှာပါ changes တွေကိုတွေ့ရတယ်။ ဖုန်းကိုစပြီးတော့ကိုင်လိုက်ရတဲ့ဒီ first impression မှာတွေကို Redmi Note 15 Pro ကအရင်ထက်ပိုပြီးတော့ဒီ premium ဆန်လာတော့ခံစားမိတယ်။ hand feeling ဘိုင်းမှာလည်းအရင်ထက်ပိုပြီးတော့ကောင်းလာတော့ခံစားမိတယ်။ Redmi Note 14 Pro တုန်းက dual curve display နဲ့လာတာ။ Redmi Note 15 Pro ကျတော့Quad curve display နဲ့ဖြစ်သွားတယ်။ screen ကကြည့်ရတာအပေါ်ကိုကျွတ်နေပြီးတော့ viewing experience ကပိုပြီးတော့ကောင်းကောင်းရတယ်။ premium look ကိုလည်းရတယ်။ဆိုတော့အကြိုက်ဆုံးအချက်ကတော့ quad curve display ဖြစ်တဲ့အတွက်ဒီဘေးပေါင်တွေက flat ဖြစ်သွားလို့ hand feeling ဘိုင်းမှာဖုန်းကိုကန်ရတာပိုပြီးတော့ကောင်းသွားတယ်။ color ကတော့ကျွန်တော်စီကိုရောက်လာတဲ့ titanium color နဲ့ lighting မမူတည်ပြီးတော့တချို့ချိန်မှာခဲအောင်တချို့ချိန်မှာ silver အရောင်လို့မြင်ရပေမဲ့ one ဖြစ်တဲ့ lighting မျိုးမှာကြည့်လိုက်ရင်တော့ရွှေရောင်လိုမျိုးကိုလည်းဒါခက်ဆင်ဆင်ထင်ရတယ်။ texture တွေပါနောက်ဘက်မှာအများကြီးမပေါ့ဘူး။နောက်ဘက်ဒီ cover ရော camera band ရော frame ရောအားလုံးကိုတက်အောင်နဲ့သုံးပေးထားတယ်။ camera band ကြီးပဲကွက်ပြီးတော့မဲနေရမျိုးလည်းမရှိဘူး။ကြည့်လို့လည်းလာတယ်။ camera range ၄ခုကို4000ပုံစံစီထားတယ်။ဆိုတော့ range တစ်ခုကိုဒါ flashlight တစ်လုံးအတွက်နေရာပေးထားတယ်။ဆိုတော့ကြည့်ရတာရိုးရိုးရှင်းရှင်းနဲ့အရင်ထပ်ပို့ပြီးတော့ flat ဖြစ်လာတဲ့ဒီ back cover ကြောင့်ပို့ပြီးတော့ကြည့်လို့လှလာတယ်။ဆိုတော့ဘေးပေါင်ကတော့ flat frame ဖြစ်လို့လက်ထဲမှာ grip ဖြစ်နဲ့ကင်ထားလို့ရတယ်။ Redmi ဖုန်းတွေရဲ့ဒါထုံးစံအတိုင်းဘေးပေါင်မှာထည့်လို့ရတာမှန်သမျှကိုလည်းအကုန်လုံးထည့်ပေးထားတယ်။ cloud တွေကလည်းတော်တော်လေး smooth ဖြစ်နဲ့နှိပ်လို့ကောင်းတယ်။ SIM tray မှာလည်းဒါ SIM card နှစ်ကတ်ဒါမှမဟုတ်ရင် SIM card တစ်ကတ်နဲ့ SD card တစ်ကတ်စိုက်လို့ရတယ်။ Okay အဲ့ဆိုရုပ်ထွက်လာရုံပဲလားဆိုတော့မဟုတ်သေးဘူးအကျန်းလဲပို့ပြီးတော့ခံလာတယ် 2.5 meter ကနေပြီးတော့ပြုတ်ကျတာကိုခံနိုင်ရရှိတဲ့ HTS certified လည်းဖြစ်ထားသေးတယ် 2.5 meter ဆိုတာကဒါ10ပေကျော်ကျော်အမြင့်ကနေပြုတ်ကျတာကိုခံနိုင်တာပဲဒါကလူတစ်ယောက်ထက်လည်းမြင့်တယ်ဆိုတော့လက်ထဲကနေဘလို့ပြုတ်ကျကြဘာပြဿနာမှမရှိဘူးဆိုတာပဲပုံမှန်စပွဲတွေထိုင်ကုန်တွေဂရင်းတွေမျိုးပေါ်တွေကနာပြုတ်ကျတာမျိုးတွေဘလို့မျိုးအတွက်မဆိုခံနိုင်ရရှိတယ်နောက်ထပ် IP65 dust and water resistant လည်းပါလိုက်ဒါကအရင် series ထက်ရေဆိုခံနိုင်မှုတဆင့်ပို့ပြီးတော့မြင့်လာတာဆိုတော့ရေထဲမတော်တဆပြုတ်ကျတာမျိုးတွေဘေးစင်မှာရေဆိုတာမျိုးတွေရေပိုက်ခေါင်းကရေမျိုးတွေကိုခံနိုင်ရှိလာရှေ့ဘက် screen ကိုလည်း Corning Gorilla Glass VTech 2နဲ့ခါပေးထားလို့ဒီရှေ့ဘက်မျက်နှာပြင်လည်းတော်တော်လေးမာလာတယ်screen က 6.77 inches AMOLED panel ကိုသုံးပေးထားတယ်Quad curve display နဲ့မို့လို့ viewing experience ကတော်တော်လေးကောင်းတယ်ဆိုတော့ဒီ display ကအထူးသဖြင့် color ဘိုင်းတွေမှာတော်တော်လေးကောင်းတယ် HDR content တွေကိုကြည့်တဲ့အခါမှာဒီအရောင်ဘိုင်းအတွက်ဈေးတန်းတူကြိုက်တဲ့ display နဲ့ရှင်းလို့ရတယ်3200နဲ့ peak brightness ကဒီအရင် series ထက်3ဆလောက်ပိုများလာပြီးတော့နေရောင်အောက်မှာကိုဒါရှင်းရှင်းလင်းလင်းနဲ့မြင်ရတယ် 120Hz refresh rate နဲ့ touch sampling rate က 240Hz ထိရှိရယ်ဆိုတော့အကြိုက်ဆုံးက 3840Hz PWM dimming ပါလာပြီးတော့လုံးဝ flicker free display ဖြစ်သွားတယ် in display fingerprint ကလည်းဒီ flagship phone တွေလောက်ကိုမြန်မြန်ဆန်ဆန်အလုပ်လုပ်တယ်Performance ဘိုင်းကတော့ MediaTek ရဲ့ Helio G200 Ultra chipset နဲ့မောင်းနေတယ်ဆိုတော့ gaming သုံးလို့ရမလားဆိုရင်တော့သုံးလို့ရတာပေါ့ MLBB တို့ PUBG တို့လို game မျိုးတွေဘာမှလှည့်ကြည့်စရာမလိုဘဲနဲ့ဆော့လို့ရတယ် Triple A ပုံစံ game မျိုးတွေကိုလည်း medium setting လောက်မှာရေရှည် smooth ဖြစ်နဲ့ဆော့လို့ရတယ်ပုံမှန် daily use stress ဆိုရင်တော့ mid-range phone တစ်လုံးကောင်းကောင်းရဲ့ဒီ performance အပြည့်အဝသုံးလို့ရလိမ့်မယ်ဒီလုံးကတော့ RAM 8GB နဲ့ ROM 256GB နဲ့လာတယ်ဆိုတော့ဂျားဖြတ်ပြီးတော့သတင်းကောင်းတစ်ခုပြောပြမယ်ဒီ Redmi Note 15 Pro နဲ့ဒီ Redmi Note 15 Official Global Phone တွေကို January လ16ကနေ February လ28ရက်နေ့အတွင်းထဲမှာ first sale ဝယ်မယ်ဆိုလို့ရှိရင် warranty 2 year ပေးမယ်တဲ့
ဆိုတော့2နှစ်ဆိုတာဒီ factory fault တစ်ခုဖြစ်ခဲ့ရင် warranty တွင်းမှာအကျုံးဝင်မယ်လို့ပြောတယ်ဆိုတော့အဲ့ဒီထက်ကျန်းတာကဒီ2နှစ်အတွင်းထဲမှာဘာကြောင့်ပဲမှန်ကွဲ free တစ်ချိန်လဲပေးမယ်လို့သိရတယ်ဆိုတော့2နှစ်အထိကိုဖုန်းမှန်ကွဲမှာတွေပါစိတ်ပူစရာမလိုတော့ဒါကတော့တော်တော်လေးမိုက်တယ်နောက်ထပ်ဒီ Redmi Note 15 series တွေကဘာဖုန်းကိုဝယ် official Xiaomi မြန်မာမှာဝယ်မယ်ဆိုလို့ရှိရင်ဘယ်ချိန်ဝယ် warranty 2နှစ်ရမယ် first sale တွင်းမဝယ်မိဘူးဆိုလို့ရှိရင်လည်း official Xiaomi မြန်မာကနေဝယ်မယ်ဆိုလို့ရှိရင်6လအတွင်းထဲမှာ user phone ကြောင့်ဒီရှေ့မှန်နောက်မှန်ကြိုက်တာကွယ်တစ်ချိန်အခမဲ့လည်းပေးမယ်လို့သိရတယ်ဆိုတော့ဒီထက်ကောင်းတဲ့ warranty မျိုးကတော့မရှိတော့ဘူး official global လည်းကန်ရမယ်ခံစား권တွေလည်းအများကြီးရအောင်မယ်ဆိုတော့ရွေးရတယ်တန်တယ်လို့ပြောရမယ်official စစ်မစစ်ဘယ်လိုစစ်ကြမလဲဆိုရင်ဘူးကွန်ထဲမှာ warranty sticker နဲ့ warranty ကတ်လေးတစ်ခါတည်းပါလာလိမ့်မယ်ဆိုတော့ဒီဗီဒီယိုအတွက်ဒီဖုန်းရောဘူးကိုပါ durability test လုပ်လိုက်တာဖုန်းကတော့ဘာမှမဖြစ်ဘူးဘူးပဲပိန်သွားတယ်နောက်ထပ် official global ကန်ရတဲ့အားသာချက်ကပုံမှန်ဆိုရင်မသိတာပဲမဲ့ daily use မှာပဲကိုအထောက်အကူပြုတဲ့အသေးစိတ်အချက်လက်လေးအများကြီးရှိတယ်ဆိုတော့ပထမဆုံးအချက်က AI ပိုင်းဆိုတော့2026မှာတော့ကိုယ့်ရဲ့ဖုန်းက AI built-in ပါမလာဘူးဆိုလို့ရှိရင်အလွယ်တကူသုံးလို့မရဘူးဆိုလို့ရှိရင်လုပ်ငန်းပိုင်းအတွက်ဘယ်လိုမှအဆင်မပြေဘူးဒီ Xiaomi Redmi ဖုန်းတွေမှာဒီ global official ကိုင်မယ်ဆိုလို့ရှိရင်တော့ Google Gemini Assistant built-in သုံးလို့ရမယ်cycle to search လိုမျိုး function တွေကိုလည်း built-in သုံးလို့ရမယ်ဆိုတော့ဒီ function တွေကပါလာရင်သာတိတ်ပြီးတော့မသိတာပဲမပါဘူးဆိုလို့ရှိရင်တော့တော်တော်လေးသိတာတယ်ဆိုတော့တခုခုကိုရှာကျင်တယ်ဆိုလို့ရှိရင်ချက်ချင်းမေးချင်တာမျိုးတွေရှိရဲဆိုရင်အစစ်စစ်သွားတဲ့ကိစ္စတွေကင်းဝေးသွားလိမ့်မယ်ဆိုတော့ဒုတိယအချက်ကတော့ဓာတ်ပုံတွေကိုပြင်တဲ့အပိုင်းမှာဒီ AI creativity assistant ကိုကောင်းကောင်းအသုံးချလို့ရတယ်ဒီထဲမှာတော့ဒါတော်တော်များများနဲ့ယဉ်ကျေးပြီးသားပုံပြင်တဲ့ AI မျိုးတွေပါပေမဲ့အကြိုက်ဆုံးကတော့ဒီတိုင်းရိုးရိုးရိုက်ထားတဲ့ပုံကို portrait ပုံကောင်းကောင်းဖြစ်အောင်လို့ပြင်လို့ရတဲ့ AI bokeh လို့ features တွေပါလာတာပဲအရေးအကြီးဆုံးပိုင်းကတော့ဒီ noti နောက်မကြတဲ့အပိုင်းဒါကလည်းပုံမှန် personal use တွေအတွက်တောင်မှပဲ social media တွေကိုဒါအချိန်နဲ့တပြေးညီမမြင်ရဘူးဆိုလို့ရှိရင်သုံးရတာဘလို့မှအဆင်ပြေမှာမဟုတ်ဘူးလုပ်ငန်းသုံးအတွက်သုံးမယ်ဆိုလို့ရှိရင်တော့တေချာပေါက် official global version ကိုသုံးတာပို့ပြီးတော့အဆင်ပြေလိမ့်မယ်ကင်မရာပိုင်းမှာ main camera ကို200 megapixel aperture f1.7 ရှိတဲ့ကင်မရာကို OIS နဲ့တွဲပေးထားတယ်နောက်တစ်လုံးကတော့8 megapixel f2.2 ရှိတဲ့ကင်မရာကို ultra wide ကင်မရာအနေနဲ့သုံးပေးထားတယ်။ရှေ့ဘက်ဒီ selfie ကင်မရာကိုတော့32 megapixel ကင်မရာကိုထည့်ပေးထားတယ်။အမှန်တိုင်းပြောရရင်ဒီဖုန်းမှာကင်မရာပိုင်းကိုအဲ့လောက်ကြီးမျှော်လင့်မထားဘူးဆိုပေမဲ့တကယ်ပုံထွက်ကတော့ထင်ထားတာထက်အများကြီးပိုပြီးတော့ကောင်းတယ်။ဆိုတော့ clarity ဘိုင်းမှာတော်တော်လေးကောင်းသလို color ဘိုင်းမှာလည်းဒီဈေးတန်းဖုန်းတွေအကုန်လုံးနဲ့ရှင်လို့ရတယ်။ဆိုတော့အကြိုက်ဆုံးကတော့ low light ဘိုင်းလို့ပြောရမယ်။ဆိုတော့အလင်းသိမ့်မရှိတဲ့နေရာမှာရော night light တွေကိုဖမ်းတဲ့နေရာမှာပါ detail တွေကတော်တော်လေးပါတယ် multimedia ဘိုင်းမှာအားရတဲ့တစ်ချက်က dual stereo speaker ကိုမှ Dolby Atmos နဲ့တွဲပေးထားလို့တချင်းနားထောင်ရုပ်ရှင်ကြည့်တဲ့အပိုင်းတွေမှာပို့ပြီးတော့ကောင်းတယ် speaker အတန်ကဒါကြည်တဲ့ဘက်ကိုသွားလို့ podcast လိုမျိုးတွေနားထောင်ရတာပို့ပြီးတော့သဘောကျတယ် high res audio လည်းဖြစ်တယ်အကြိုက်ဆုံးချက်ကတော့ maximum volume ကို 300% အထိကျယ်လို့ရလို့ outdoor မှာပဲဖြစ်ဖြစ် noise များတဲ့နေရာမှာပဲဖြစ်ဖြစ်ကောင်းကောင်းအသုံးဝင်တယ်ဒီတစ်ခေါက် Redmi Note 15 Pro ရဲ့အကျန်းဆုံးအချက်ကတော့ battery ဘိုင်းကိုအကြီး upgrade လုပ်ပေးထားတယ်ဆိုတော့အရင် series ထက် 1000 mAh ပိုများတဲ့ပမာဏဖြစ်တဲ့6500 mAh battery ကိုထည့်ပေးထားတယ်ပုံမှန် lithium ion battery မဟုတ်ဘဲနဲ့ silicon lithium ion battery ကိုသုံးပေးထားလို့အပူများတဲ့ပြဿနာကိုလည်းဖြေရှင်းပြီးသားဖြစ်သွားသလိုရေရှည်မှာလည်းပို့ပြီးတော့အသုံးခံလာတယ် battery size မကြီးလာဘဲနဲ့ capacity များလာတဲ့အတွက်ဖုန်းရဲ့ weight နဲ့ thickness အပိုင်းမှာလည်းအပြောင်းလဲအများကြီးမရှိဘဲနဲ့ battery ကအားအများကြီးပို့ပြီးတော့ခံလာတယ်ပေါ့ကျွန်တော်ဒီနေ့ review လုပ်ပေးခဲ့တဲ့ဖုန်းကတော့ Redmi ကနေဒီကို official global အနေနဲ့နောက်ဆုံးဝင်ရောက်လာခဲ့တဲ့ Redmi Note 15 Pro ဆိုတဲ့ဖုန်းပဲဖြစ်ပါတယ် daily use သုံးဖို့ပဲဖြစ်ဖြစ်ကြောင်းသုံးရုံသုံးအတွက်ပဲဖြစ်ဖြစ်ပါဝင်တဲ့ specification ကြောင့်အဖက်ဖက်ကအဆင်ပြေတဲ့ဖုန်းဖြစ်တယ်။နောက် official global ဝယ်မယ်ဆိုရင်တော့ warranty ဘိုင်းဆိုင်ရာအရာမှာအားသာချက်တွေအများကြီးရှိတဲ့အပြင် Google service နဲ့ AI ဘိုင်းတွေအတွက်ကိုပါအဆင်ပြေမှာဆိုတော့ပေးရတဲ့ဈေးတန်းတွေကအများကြီးတန်နေတော့ဖြစ်ပါရဲ့လို့ပြောရင်းနဲ့ပဲမိတ်ဆွေတို့ဆိုရင်ရောဝယ်ခြင်းလားမဝယ်ခြင်းဘူးလားဘယ်လိုသဘောရလဲကျွန်တော်တော့ကောင်းခံနိုင်ပါနောက်ဗီဒီယိုတစ်ပုဒ်မှာတွေ့ပါမယ်